မသေးချာတဲ့လူတွေအတွက်အချိန်ကုန်မခံပါနဲ့ဘဝမှာစီးပွားရေးတွေပညာရေးတွေနဲ့တခြားရေးတွေကလုပ်ယူလို့ရသေးတယ်ဒါပေမဲ့အချစ်ရေးကတော့လုပ်ယူလို့မရဘူးလို့ကျွန်တော်အမြဲပြောလို့ရှိပါတယ်အချစ်ဟာအချစ်ခံရအောင်စူးစမ်းလို့ရတဲ့အရာမဟုတ်ပါဘူးဘလို့ပုံစံမျိုးနဲ့ချစ်ပေးပါဘလို့ view ဆိုင်ပေးပါငါ့ကိုလေးလေးနက်နက်ထားပေးပါတဘဝလုံးရည်ရွယ်ပေးပါစရတောင်းဆိုမှုတွေကိုလုပ်လို့မရပါဘူးအစ်စ်နဲ့ပတ်သက်လာရင်တောင်းဆိုဖို့မကြိုးစားနဲ့ तू ကဘလောက်ပေးလဲပဲကြည့် तू ပေးတဲ့လောက်ကကိုလိုချင်တာနဲ့မကိုက်ညီရင် sorry ပါလို့ပဲပြောလိုက်ပါ well minimum တွေနဲ့ပြီးတတ်တဲ့လူက well minimum လောက်နဲ့ပဲခြေနဲ့လိုက်မယ်အဓိကကိုယ့်အတွက်မသေးချာတဲ့လူမကောင်းတဲ့လူဆိုရင်ထပ်မတွေ့ဖို့ပါပဲမသေးချာတဲ့ခံစားချက်တွေပေးနေရင်ထပ်မတွေ့ပါနဲ့အဲ့ဒါဟာနောက်ထပ်စိတ်တန်ရာတွေအစပြုဖို့လမ်းချပါပဲဒီစာစုလေးကိုတော့ဆ iam မနေပြရဲ့အချစ်ဟာအင်းဆိုတဲ့စာအုပ်လေးတွေကနေကောင်းကောင်းဖတ်ပြပေးခဲ့ရဖြစ်ပါတယ်